Hello မင်္ဂလာပါဒီနေ့မှာတော့ဒီ99 the forest ဆိုပါမယ်။ဒီထဲဝင်လာပါမယ်နော်။ခဏလေးဒီနားမှာဘယ်လိုတွေရှိလဲဆိုတာ99 in the forest မှာဘယ်လိုတွေရှိလဲဆိုတာကြည့်ကြပါမယ်။မှာတော့31ရက်ပဲရှိရနော်။မပြသိကြပါနဲ့နော်ဟေးခရိုက်လုံးလိုက်မယ်ဟိုမှာ9ယောက်ရှိတယ် Oh my god ငါထွက်လို့မရဘူး Okay ထဲဝင်ပါမယ်နေပါအောင်9ယောက်လိုချင်ပါတယ်ဆိုမ2ယောက်တဲ့ဟာနီညတမျိုးဒါ9ယောက်ဆိုငါဝင်လိုက်မယ်နော်တရက်ဆိုတော့ဘလို့ဖြစ်မလဲမသိဘူးကဲဝင်ကြစို့ဒီ1ဆိုတော့လေဆရာကောင်းတဲ့ဟာလေးများရှိပါလားဆိုတော့ဟိုမှာပေါ့နော် hi လို့ပြောလိုက်ဘူးပေါ့နော်ဟေးဒီနားမှာတစ်ပင်လေးတားခုတ်လိုက်ပါမယ်ဘာပြောနေလဲမသိဘူးပေါ့နော်မားတစ်ပင်လေးခုတ်ပါမယ်နော်အိုးတစ်ပင်လေးရတာပြီတမင်ရလာမလားမသိဘူးဒီနေ့ညအဲ့အကြောင်းငါတို့မြန်လောက်ကမယ်ရပြီဒီအောက်ဆိုရပြီခဏလေးဒီဟာတွေအကုန်လုံးတစ်ပင်တွေအကုန်လုံးခုတ်ရမယ်ဟဲဟိုနားမှာရေဘာလဲဟန်ငါပြောတတ်ဦးမရှိပါရှင်ဒီမှာတန်လေးဒီမှာထားလို့ရမစခရလုပ်လို့ရပေါ့နော်မယုံလေးခုတ်လိုက်ပါဦးမယ်တသားစရာလေးပေါ့နော်ယုံလေးဘယ်သူခုတ်လိုက်လဲမသိပါဘူးရှင်ဟေးရှုံးရတယ်ပြေးတန်လိုက်တာဟက်ကမပြေးနဲ့တော်သေးလို့ပေါ့နော်ဟာဒီတန်ကမျိုးငါဘယ်တော့ကောက်ရတော့မလဲတို့သားတော့ပါမယ်ဒီမှာရုံသားစားလိုက်ပါအောင်မယ်နော်ဟင်းဟဲဟိုကဘာကြီးလဲမသိဘူး Alien flame နဲ့ဒီနာအဲ့လိုမျိုးထားရတာပါဒီနားမှာဟိုဟာသေးပေါ့နော် use or flame ဖြစ်ပြီးသားဖြစ်လို့လဲအဲ့လိုမျိုးလားဆိုတော့ဒီဟာလေးကိုကောက်ရမှာပြီးတော့ဒီနားကိုထည့်ရမှာလား Oh my god အဲ့လိုမျိုးပဲလားဝါကောင်းပါမယ်နော်ထပ်တာနေ map ဆောက်အောင်မယ်လေခဏဒါလေးကိုထားရအောင်မယ်နော်ဒါလေးကိုထားပြီးတော့ပြန်မထားချင်ဘာပြောနေမလို့ငါတယ်ဒီမှာရုံသားစားပြီးသွားပြီဆိုတော့ဒီမှာတစ်ပစ်ခုတ်ပါမယ်နော်ဟဲ့ညရောက်လာပြီမှောင်မဲတူးနေရပဲကြောက်စရာကြီးဟုတ်တယ်နော်ကြောက်စရာကြီးနည်းနည်းကြောက်ဖို့ကောင်းတယ်မကြနည်းနည်းကြောက်ဖို့ကောင်းတယ်ဟိုဒီနားမှာ map ဆောက်ဖို့အတွက်ဒီမှာထားလိုက်ဝင်ဒီမှာ map ဟာဘာရှောက်နေညာလဲလို့ဆိုးတော့ဖြစ်သွားရဲ့ငါတဲ့အင်္ဂလိပ်စာဖတ်တတ်လိုက်တာဆိုး app ကိုဆိုးအောင်လေငါတူမျိုး okay ဟဲ့ဟိုမှာတမင်မျက်လုံးကြီးဘာကြီးလည်းမသိဘူးဟဲ့တမင်ကကြောက်လို့ပြေးသွားဟဲ့ငါ့ကိုလာတက်ဟဲ့ငါ့ကိုလာတက်ဟလားဟမ်တေးစမ်းအမတေးစမ်းဟမ်ငါ့ကိုရလာတက်လို့ရမလားလို့နင်ကတမျိုးကဲဒီမှာထားလိုက်ပါမယ်ခဏလေးဒါဘယ်လောက်လဲဟဲ့ငါထားလိုက်တော့မှမမြင်ရတော့ဘူးအမအီတော့လိမ့်မယ်နော်စားလိုက်မယ်ထားလိုက်တော့မှ level ဘယ်လောက်လဲဆိုတော့ငါမမြင်ရတော့ဟာကဲတက်ပစ်သားခုတ်ပါမယ်နော်ဘာကြီးလဲတက်ပစ်သားခုတ်ဖို့သွားရနဲ့ဘာကြီးလည်းမသိဒါရအထဲဝင်ကြည့်လိုက်ပါဦးမယ်အိုးအိမ်သားတွေပါလားဟဲ့ငါ့ကိုမများအရင်တော့ဒီနားမှာ chest ရှိရနော်အခုမရှိတော့ဘူးတက်ပစ်ခုတ်လိုက်အောင်မယ် level မရှိတော့တယ်လို့ဖြစ်သွားတယ်ဒီမှာတက်ပစ်ခုတ်လိုက်ပါမယ်နော်ခုနကပန်ကာကြီးဒီမှာပန်ကာကြီးမမတပင်းကျုပ်ကြသွားပြီဒီမှာတက်တုံးနေတခုတပင်ခုတ်ရင်တပင်တက်တုံးသုံးလုံးရတယ်ပေါ့နော်
ခုနကဘာကြီးမသိဘူးပြီးမှသွားတော့မယ်ညီရတစ်မျိုးနော်ကဲဟိုမှာဒီမှာပဲသူ့ကို revise ပြန်လုပ်လိုက်မယ်မှာဒါကြတော့ဟိုဒီရထည့်ရပါနော်ရှိသမျှလူကခဏခဏသိမှလားမသိဘူးဟင်းလာမှမရှိတော့ဘူးဟွာနင်တို့ကတစ်မျိုးဒီမှာရောရှိလားဖွင့်ပြီးသွားပြီလို့ဟဲ့ဒီမှာတန်ရှိရယ် nail ပန်းဒီမှာပန်းပွင့်ကောက်အောင်မလားဟုတ်တယ်ပန်းပွင့်ကောက်အောင်ငါပန်းပွင့်ကောက်တော့မယ်နော်ကဲပန်းပွင့်က6ခုဖြစ်သွားပြီဒီမှာဟုတ်ပါဘာကြီးတော့ဟဲ့ဖားတကောင်မလားကွာယောညီဘာဖြစ်ချင်တာလဲယောဘာဖြစ်ချင်တာလဲဘာဖြစ်ချင်တာလဲနင်ကတမျိုးဟိုမှာဖားတကောင်ပဲယောဘာဖြစ်ချင်တာလဲရပတ်လိုက်ပြီဟဲ့ငါ့ကိုမြန်နိုင်မယ်ထင်းနေတာမသိဘူးသူတို့ကငါမြန်နိုင်မယ်ထင်းနေတာမသိဘူးတော့ကျမတို့ဖက်တဲ့ line မကောင်းပါဘူးရှင်အမှန်တကယ်ကတော့နမ berry tea ရှိရအေးဟုတ်တယ် berry tea ဒီမှာ9ခုပြေသွားပြီ chest ဘယ်တော့မှလောက်ကမှာလဲbunny food ဒါတော့မသိ bunny food လို့ကျင်နေတဲ့ဟိုမှာထားမှာတိသွားပြီတကယ်တိသွားပြီ Coffee almost out တဲ့အေးငါဟိုဟာလေးသွားလောက်လိုက်မယ်ဘာလဲတစ်ပေခုတ်လိုက်ပါဦးမယ်နော်အခုတော့ရလာပြီဒီမှာဂဲလုံးတစ်လုံးရဲ့တစ်ပင်တစ်ခု3ခုပဲဟိုတစ်တုံး3ခုဟိုဘက်မှာဟိုမှာအိမ်လေးတစ်ခုတွေ့လိုက်တယ်လို့ပဲဒီမှာအခုကြောက်ရ Oh my god ဒီမှာကြောက်စရာကောင်းလိုက်တာဟဲ့ဆွမ်းမအိမ်လေးတွေ့လိုက်တာဘယ်ဖြတ်သွားလဲမသိဘူးဒီမှာဒီအိမ်ပြောနေတာ Okay ဒီမှာ stop spring လုပ်လိုက်မယ်သွားမယ်သွားလိုက်ပါဝင်ဒီမှာဒါလေးလုပ်လိုက်မယ်ဒီမှာဘောနော် flashlight spring လုပ်လိုက်မယ်ဒါဘာကြီးမသိဘူးဘာမှမရှိဘူးအရင်တော့ရှိသူများရဲ့ကိုသူကလောက်လိုက်သွားတာအေးဒီမှာ flashlight တွေ့ခဲ့ပြီဒီမှာငါတခုမှမစားသေးဘူးဒီ carrot လေးစားတော့မယ်ဒီမှာညီရတစ်မျိုးဒီဟာတွေအကုန်လုံးဘာလို့လုပ်လိုက်တာလဲငါမကြိုက်ဘူးနော်ခေတာဒါကိုဒီမှာထားလိုက်မယ်လည်းတတိထားရမယ်အပြင်းထွက်ရေးဗာလဲကြောက်စရာကောင်းတဲ့ဟာကြီးတွေအများကြီးပဲနော်ဒီမှာကြည့်ကြပါဦးငါတော့အခုတည်းကလေးကိုမကယ်ရတယ်ဘူးဒီမှာမလာစမ်းငေါ့တော့မင်းနိုင်မယ်ထင်တယ်ငေါ့ကောင်းလိုက်တာwolf blood ဒီနားမှာဘာကြီးလဲစောနာဂဲလုံးယူခဲ့တဲ့နေရာပဲဟိုဘာကြီးလဲတခါမှအဲ့နားမှာဘာကြီးလဲမသိဘူးအမငါလူတွေများရှိတော့ဒီမှာတခုယူသွားလိုက်မယ်ငါဘာဖြစ်လို့လာတက်နေရလဲမတက်ပါနဲ့တောက်ပေါ်ပါနဲ့ငါတောက်ပေါ်ပါနဲ့လို့မတက်ပါနဲ့အနောက်ကနေတပြစ်ပစ်လိုက်လာတယ်ရက်ကိုမရက်တော့ဘူးမတက်ပါနဲ့လို့မရိုက်ပါနဲ့တော်သေးလို့ပေါ့ဒီမှာငါလည်းဘယ်တွေပြေးနေလို့ဒီyou are hungry တယ်မစားမှာပေါ့ငါစတိုးလောက်လိုက်တာငါမသိဘူးငါစားမှာပေါ့ဘာဖြစ်လဲစားမှာပေါ့ဒီဟာကိုပလန်ဟိုကဘာဖြစ်သွားကောင်မနေဘလို့ရီစောက်နေတယ်ဘလို့ရီစောက်နေတယ်မသိဘူးဒါဘာလို့ရီစောက်နေတယ်မသိဘူးဘယ်နှစ်ယောက်ကြံသေးလဲတင်းနေတော့လေ4ယောက်ကျင်နေနော်ဟိုမှာသူခိုးနေတယ်မသိဘူးသူခေါ်map ကအခုချက်ချင်းဆောက်လို့မဆောက်ရသေးဘူးလားဘသူလောက်ထားရလဲကောင်မသူ
သူကမသိဘူးသူတော့မဖြစ်နိုင်ပါဘူးနော်မသိဘူးကြည့်လိုက်ပါဦးမယ်ဟဲ့ဟုတ်တယ်ဟဲ့ revise ပြန်လုပ်အောင်မယ်သူ့ကိုသူကလည်းခဏခဏပေးနေရမယ်အခုတောင်းလိုက်ပါဦးမယ်သူနေရာကိုငါစောနာရောက်ခဲ့တဲ့နေရာပဲကွာဟိုသူ့မှာအစားအစာအများကြီးပါလားကောင်းတာဘောနော်အော်ဒါကိုသိရမှာတည်သွားပြီဒီပါဦးခဏလေးမသူ့ကဲအောင်မယ်ထွက်သွားပြီပဲအေးထွက်သွားပြီဒါကဘာဖြစ်မလဲမသိဘူးနော်ကြည့်လိုက်ပါဦးမယ်နော် over challenge လုပ်လိုက်ပါဒါကြီးရလာတယ်ရပါဖြစ်ဒါကြီးလွယ်မယ်ဟေးဖြစ်လို့ရတယ်ဒီမှာဟုတ်တယ်အများကြီးပဲနော်ဒီနားမှာဆိုရင်ခဏသွားလိုက်ဟာ what ငါ sorry ပါနော်ဒီမှာတယောက်ပြေးသွားပြန်ပြီဘသူကလဲဟာဒီကောင်လေးတော့မတက်ဘူးလားဟဲ့နေရတမျိုးနင်းဘယ်မှာတေးသွားရလဲဟမ်ငါမတွေ့ဘူးဘယ်မှာတေးသွားရလဲဘယ်မှာတေးသွားရလဲတော့ငါမတွေ့ဘူးဟဲ့ကောင်ဘယ်မှာတေးသွားရလဲအဲ့ဒါကြောင့်ပဲနေမှာပေါ့ငါလေးတေးတော့မှာတေးပါပြီတော့ပါပြီငါတော့တေးတော့မှာပဲyou က hungry ဖြစ်နေအမှတေးတော့မယ်ဟာအော်ဟုတ်သားပဲဒီမှာရှိသေးရပဲဒီမှာထည့်အော်ထွက်သွားပြီထင်နေငါဒီမျိုးမသွားတဲ့တော့လို့ညင်တမျိုးငါမလေးရှိရပါဖြစ်လားငါမလေးရှိရငါပါတိပါတာကောက်ပြောနေအမှတေးသွားပြီဘယ်ချစ်ငါအကုန်ယူရပါဖြစ်လဲစပါတော့ရောတခုယူYou are hungry တဲ့စားလိုက်ပါဦးမယ်You are hungry ဆိုပြီးအစာရပဲပြောက်သွားလဲဟာညီကတမျိုး Thank you ဒီမှာစားပါနော်ဒီမှာညဘက်ဆိုရင်ကြောက်စရာကောင်းမဲ့ပုံပဲနော်ကဲအခုဒီထိ day 4 ထိဆော့နိုင်ခဲ့ပါရှင်ဒါပေမဲ့ like and subscribe လုပ်ဖို့မမေ့နဲ့နော်ကဲအားလုံးပဲ bye bye